အားလုံးပဲမင်္ဂလာပါ POC သတင်းဌာနကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့ April 3 ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီနေ့ညနားဆင်မယ့်သတင်းတွေကတော့ချင်းလန်းကောင်စီအဖွဲ့ဝင် CDF တွန်းဆောင်ထိန်းချုပ်နယ်မြေဖြစ်တဲ့ချင်းပြည်မြောက်ပိုင်းတွန်းဆောင်မြို့ကို ZRAEC တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်လို့ဒီကနေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အိန္ဒိယအစိုးရကချင်းပြည်ကိုဖျက်ပြီးမြန်မာငလျင်ဘေးတင်ပြည်သူများအတွက်ကုညီကယ်ဆယ်ပစ္စည်းတွေပို့ဆောင်သွားမယ်လို့သိရပါတယ်။အကြံဖက်စစ်ကောင်စီကနိုင်ငံတော်မှာယာယီအပြစ်ခတ်ရက်စဲကြောင်းကြေညာထားပေမဲ့သူတို့ထုတ်ပြန်ချက်ကိုပြန်ချိုးဖောက်ပြီးလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတဲ့သတင်းတွေနဲ့အတူချားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ချင်းလန်းကောင်စီအဖွဲ့ဝင် CDF တွန်းဆောင်ထိန်းချုပ်နယ်မြေဖြစ်တဲ့ချင်းပြည်နယ်မြောက်ပိုင်းတွန်းဆောင်မြို့ကို ZRAEC တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့လို့ဒီကနေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တွန်းဆောင်မြို့မှာရှိတဲ့ CDF တွန်းဆောင်နဲ့ချင်းမြို့တပ်မတော် CNA တပ်စခန်းကို ZRAEC တပ်ဖွဲ့ကဒီကနေ့ April 3 ရက်နေ့မနက်ပိုင်း7:00 နာရီလောက်မှာလာရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ ZRAEC တပ်ဖွဲ့ဟာတွန်းဆောင်မြို့နယ်မော်ကွဲကျေးရွာက CDF တွန်းဆောင်တပ်စခန်းကို April 2 ရက်နေ့ကလည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ဒီကနေ့မှာတွန်းဆောင်မြို့ထဲကိုထပ်မံတိုက်ခိုက်လာတာလို့သိရပါတယ်။ဒီကနေ့ဖြစ်ပွားတဲ့တိုက်ပွဲအခြေအနေတွေအသေးစိတ်ကိုတော့မသိရသေးပေမဲ့ZRAEC တပ်ဖွဲ့ဝင်2ဦးသေဆုံးမှုရှိတယ်လို့သိရပါတယ်။တွန်းဆောင်မြို့နယ်ဟာရခိုင်ကစစ်ကောင်စီတပ်နဲ့ ZRAEC ပူးပေါင်းတပ်ဖွဲ့တို့အခြေစိုက်တပ်ဆွဲထားကြပြီး2024ခုနှစ်မေလ23ရက်နေ့မှာချင်းလန်းကောင်စီချင်းပြည်အစိုးရတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်နယ်မြေခံတပ်ဖွဲ့ဖြစ်တဲ့ CDF တွန်းဆောင်ကဆက်လက်ထိန်းချုပ်ပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေလည်းလည်ပတ်နေတာဖြစ်ပါတယ်။စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ ZRAEC တပ်ဖွဲ့တွေကလည်းမဏိပူပြည်နယ်ဘက်သို့ထွက်ပြေးသွားကြပြီးယခုနောက်ပိုင်းမှာတွန်းဆောင်မြို့ကိုပြန်လည်ရရှိဖို့တွန်းဆောင်မြို့ကိုထိန်းချုပ်ထားတဲ့ CDF တွန်းဆောင်နဲ့ချင်းလန်းကောင်စီတပ်ဖွဲ့တို့ကိုမကြာခဏဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။အိန္ဒိယအစိုးရကချင်းပြည်ကိုဖျက်ပြီးမြန်မာငလျင်ဘေးတင်ပြည်သူများအတွက်ကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုပို့ဆောင်သွားမယ်လို့သိရပါတယ်။အိန္ဒိယအစိုးရဟာ Operation Brahma အစီအစဉ်နဲ့မတ်လ29ရက်နေ့ကတည်းကမြန်မာနိုင်ငံကငလျင်ဘေးတင်သူတွေအတွက်ကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုလေကြောင်းနဲ့ရေလမ်းဖြင့်ပို့ဆောင်ပေးနေရကနေအခုအခါကုန်းလန်းကနေလဲချင်းပြည်နယ်ကိုဖျက်ပြီးပေးရသွားမှာဖြစ်ပါတယ်။ April 1 ရက်နေ့ကမီဇိုရမ်ပြည်နယ်အိုင်ဇောမြို့လန်ပွေးလေဆိပ်မှာငလျင်ကူညီကယ်ဆယ်ရေးပစ္စည်းများ65တန်ချိန်တင်လာတဲ့အိန္ဒိယစစ်တပ်သုံးလေယာဉ် C-17 Globemaster တစည်းဆိုက်ရောက်လာခဲ့တယ်လို့ All India Radio News ကဖော်ပြပါတယ်။အဲဒီထက်မှမြန်မာငလျင်တင်ပြည်သူတွေကိုပို့မဲ့တောက်ရည်တန်ဆန်ဆေးဝါးအိယာလိတ်တွေနဲ့ခြေခံလူသုံးကုန်ပစ္စည်းများပါဝင်တယ်လို့ဆိုပါတယ်။ဒီကယ်ဆယ်ရေးပစ္စည်းတွေကို Assam Rifle တပ်ဖွဲ့ကအိန္ဒိယမြန်မာနယ်စပ်ကဇုတ်ခွတ်ထကျေးရွာအထိကုန်ကားတွေနဲ့တည်ဆောင်ကြမှာဖြစ်ပြီးအဲဒီကတဆင့်ချင်းပြည်နယ်ကိုဖြတ်ကငလျင်ဘေးတင်ပြည်သူများစီသို့ပို့ဆောင်ကြမှာဖြစ်ပါတယ်။အိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း Rikodar မြို့ဟာချင်းလန်းကောင်စီအဖွဲ့ဝင် CDF ဖော်ငိုရမ်ထိန်းချုပ် area ဖြစ်ပါတယ်။အိန္ဒိယအစိုးရပါဝင်အလှူရှင်များအနေနဲ့နယ်စပ်ကတဆင့်ငလျင်ဘေးတင်ပြည်သူတွေအတွက်ကုညီကယ်ဆယ်ရေးပို့ဆောင်ရမှာချင်းပြည်ချင်းလန်းအစိုးရထိန်းချုပ်နယ်မြေထဲဖြစ်တန်းခွင့်ပြုသွားမှာဖြစ်ပြီးလုံခြုံရေးလည်းယူပေးနိုင်တယ်လို့ချင်းပြည်ချင်းလန်းအစိုးရပြောရေးဆိုခွင့်ရှိသူဒေါက်တာဆွေခါရပြောဆိုထားပါတယ်။အိန္ဒိယနိုင်ငံဟာငလျင်ဘေးတင်မြန်မာလူထုကိုကုညီကယ်ဆယ်ထောက်ပံ့နိုင်ဖို့ Operation Brahma မည်ဖြင့်မတ်လ29ရက်ကနေ April 1 ရက်ထိအိန္ဒိယလေတပ်စစ်လေယာဉ်6စင်းအိန္ဒိယရေတပ်မှစစ်သင်္ဘော5စင်းဖြင့်လူသားချင်းစာနာမှုဆိုင်ရာအထောက်ပံ့ပစ္စည်းများကုညီကယ်ဆယ်ရေးကျွမ်းကျင်သူအများပြားကိုရန်ကုန်နေပြည်တော်မန္တလေးမြို့တို့ကိုပို့ဆောင်စေလို့ကူညီနေတာဖြစ်ပါတယ်။ချမ်ပက်စစ်ကောင်စီကနိုင်ငံတော်ဝန်လုံးမှာယာယီအပြစ်ခတ်ရစဲကြောင်းကြေညာထားပေမဲ့သူတို့ထုတ်ပြန်ချက်ကိုပြန်ချိုးဖောက်ပြီးလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတယ်လို့သိရပါတယ်။မလင်ဘေးရန်ကြောင့်ကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့ဆိုပြီးစစ်ကောင်စီရဲ့ကာကွယ်ရေးဦးစီးချုပ်ရုံးက April 2 ရက်နေ့ကနေ April 22 ရက်နေ့ထိရက်ပေါင်း20ကြာယာယီပြစ်ခတ်မှုရစဲရေးကာလဆိုပြီးမနေ့ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲ့လိုထုတ်ပြန်ပြီးနောက်ဒီကနေ့ April 3 ရက်နေ့မနက်ပိုင်းမှာပဲကချင်ပြည်နယ်ဝိုင်းမော်ဝါရှောင်းလမ်းပေါ်ကလမြန်ကျေးရွာဘက်ကိုစစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တဲ့အပြင်အောက်အင်းတော်ဘက်မှာလည်းလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIA ကပြောပါတယ်။ဒါ့အပြင်ကချင်ပြည်နယ်ဗမော်မြို့ကိုလည်းစစ်ကောင်စီကမနေ့ကတညာလုံးနှိပါလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီကငလျင်ဘေးဒဏ်ကြောင့်ရက်ပေါင်း20အပြည့်ရက်ကြောင်းထုတ်ပြန်ပြီးတဲ့နောက်မှာ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကလည်းဧပြီလ2ရက်ကနေ22ရက်နေ့အထိအပြည့်ရကြောင်းကြေညာခဲ့ပါတယ်စစ်ကောင်စီအနေနဲ့ကိုယ်တိုင်ထုတ်ပြန်ထားတဲ့အချက်ကိုလိုက်နာဖို့လိုအပ်တယ်လို့ KIO ကထုတ်ပြန်ထားပါတယ်ချင်းပြည်တောင်ပိုင်းကံပလတ်မြို့ကိုစစ်ကောင်စီကမနေ့ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူအချို့ထိခိုက်မှုရှိခဲ့ပြီးနေအိမ်နဲ့ရုံးအဆောက်အဦ20ခန့်ပျက်စီးခဲ့တယ်လို့ကံပလတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်ဧပြီလ2ရက်နေ့လယ်တနာရီ15မိနစ်မှာစစ်ကောင်စီကလေရင်တိုက်လေရင်နဲ့အကြိမ်ကြိမ်ပုံကျဲခဲ့ရာပြည်သူနေအိမ်9လုံးထွေအုပ်ရုံးကျေးလက်ဦးစီးမှုရုံးရွေးကောက်ပွဲကော်မရှင်ရုံးမြို့နယ်စာ3လုံးရုံးမြို့နယ်စီမံကိန်းရုံးစုစုပေါင်းအဆောက်အဦအလုံး20ပျက်စီးခဲ့တယ်လို့ဆိုပါတယ်ကံပလတ်မြို့နယ်နဲ့မြို့ပေါ်ရက်ကွက်နေပြည်သူတွေအနေနဲ့လေကြောင်းရန်အထူးပြုဂရုစိုက်နေထိုင်ကြဖို့မြို့နယ်ပအဖကကြေညာထားပါတယ်စစ်ကောင်စီဟာဒီရက်ပိုင်းအတွင်းချင်းပြည်နယ်ကံပလတ်နဲ့မင်းတပ်မြို့တွေကိုတိုက်ပွဲမရှိဘဲလေကြောင်းတိုက်ခိုက်နေတာဖြစ်ပြီးမင်းတပ်မြို့မှာလည်းလေကြောင်းတိုက်ခိုက်မှုကြောင့်အဆောက်အဦတချို့ထိခိုက်ပျက်စီးခဲ့ပါတယ်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်သေဆုံးသူ3000ကျော်အထိရှိလာပြီလို့စစ်ကောင်စီကထုတ်ပြန်လာပါတယ်ယနေ့ဧပြီ3ရက်မနက်ပိုင်း8နာရီထိကောက်ယူထားတဲ့စာရင်းအရငလျင်ကြောင့်သေဆုံးသူ3085ဦးဒဏ်ရာရရှိသူ4915ဦးနဲ့ပျောက်ဆုံးနေသူ342ဦးရှိကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်။ငလျင်တန်တင်ဒေသတွေမှာအပျက်စီးပုံအောက်မှာပိတ်နေတဲ့သူတွေကိုရှာဖွေနေတာတွေဆက်လက်လှုပ်ဆောင်နေတုန်းဖြစ်ပြီးသေဆုံးမှုရေအတွက်မှာဆက်တိုးလာနိုင်ပါတယ်။မနေ့ကတော့နေပြည်တော်စကိုင်းနဲ့မန္တလေးမြို့တွေမှာအပျက်စီးအပေါ်အောက်မှာ9ရက်ကြာပိတ်မိနေတဲ့အမျိုးသား3ဦးကို9ရက်ကြာမှအသက်ရှင်လျက်ပြန်ကယ်ထုတ်နိုင်ခဲ့ပါတယ်။အာခတ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်မောင်တောမြို့နယ်မြောက်ပိုင်းမှာမြို့ခေါ်ခမီအမျိုးသား4ယောက်တနက်နဲ့ပြစ်တက်ခံရတယ်လို့သိရပါတယ်။အသက်ခံရသူတွေဟာဘူးသီးတောင်မြို့နယ်အိုပြိုချေးရွာက42နှစ်အရွယ်မောင်ဘရပ်ပီချေးရွာက18နှစ်အရွယ်တာအေးကျော်အောက်ကန်ဒရူးချေးရွာက25နှစ်အရွယ်မောင်ကြီးနဲ့မောင်တောမြို့နယ်မြဝတီချေးရွာက19နှစ်အရွယ်အောင်နိုင်ထွန်းတို့ဖြစ်ကြပါတယ်။ပြီးခဲ့တဲ့မလ30ရက်နေ့မှာမြဝတီချေးရွာနားကအပြန်လန်းမေယူတောင်ကျော်လမ်းမှာတနက်တန်ရာတွေနဲ့သေဆုံးနေတဲ့ရုပ်အလောင်းကိုမလ31ရက်နေ့မှာရွာသားတွေကတွေ့ရှိခဲ့ကြတာလို့သိရပါတယ်။တပ်ဖြတ်ခံထားရတဲ့မြို့ခေါ်ခမီအမျိုးသားတွေရဲ့ရုပ်အလောင်းမှာဝမ်ပိုင်းနဲ့ခြေထောက်တွေမှာတနက်တန်ရာတွေတွေ့ရပြီးဧပြီလ1ရက်နေ့ကအောက်ကန်ဒရူးချေးရွာမှာတကြိုလိုက်ကြပြီလို့သိရပါတယ်။သေဆုံးသွားတဲ့မြို့ခမီအမျိုးသား4ယောက်ကိုဘယ်လက်နက်ကင်ဖွဲ့တွေကတပ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့မသိရဘူးလို့ဒေသခံတွေကပြောပါတယ်။မောင်တော်မြို့နယ်ကိုင်းကြီးချေးရွာကမြို့ခေါ်ခမီအမျိုးသားအသက်68နှစ်ဦးမောင်လှစိန်ဟာလည်းမလ30ရက်နေ့နေ့လယ်2နာရီလောက်မှာရွာကနေမေယူတောင်ကြီးဘက်တွားရင်ပျောက်သွားပြီးရွာသားတွေကလိုက်ရှာကြပေမဲ့ဒီကနေ့ထိမတွေ့ကြသေးဘူးလို့သိရပါတယ်။ဒီဒီမဲ့ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။